ထိုင်းဘာသာစကားအရန်ခက်တယ်ငါတလောက်ကြက်နေတာငါမမှတ်မိဘူးငါညံမကောင်းဘူးအဲ့လို mindset ရှိနေသေး၍ကိုထိုင်းဘာသာစကားတက်မြောက်မှာမဟုတ်ဘူးထိုင်းဘာသာစကားကိုစတင်လေ့လာတော့မယ်ဆိုလို့ရှိရင်ထားရှိရမယ့် mindset ၅ချက်တစ်အချက်ငါဒီထိုင်းဘာသာစကားကိုကျွမ်းအောင်เนาะကျွမ်းကျင်တဲ့အထိတက်မြောက်အောင်တည်ယူမယ်လို့ကိုစုံပြချက်ချထားတယ်ငါဒီထိုင်းဘာသာစကားကိုအသက်နိုင်ဆုံးပြီးအောင်ပြောမယ်လို့ကိုစုံပြချက်ချထားမယ်နံပါတ်3ထိုင်းဘာသာစကားဒီအရန်လွယ်တယ်ထိုင်းဘာသာစကားအရန်လွယ်တယ်နံပါတ်3ချက်နံပါတ်4အချက်ကဘာသာစကားလွယ်ပြီးသားဆိုတော့ငါဒီဘာသာစကားတော်တဲ့လူဖြစ်တယ်နံပါတ်4ချက်ကငါဒီဘာသာစကားတော်တဲ့လူဖြစ်တယ်နံပါတ်5အချက်ကျေးဇူးတင်တဲ့စိတ်နဲ့စာအုပ်နေ့တိုင်းလုပ်ရမယ်မနေ့ကဒီက10လုံးချက်ထားတယ်အဲ့10လုံးကိုချက်ထားတယ်ဒီနေ့ပြန်နှွေးတော့9လုံးပဲမှတ်မိတယ်ကျန်တဲ့9လုံးကကိုချက်ပြီးသားဆိုတော့နည်းနည်းပြန်နှွေးလိုက်ရင်ရမှာပဲဆိုပြီးစိတ်ထဲမှာနှလုံးသွင်းပြီးတော့ငါရအောင်ငါပြန်ချက်မယ်ငါချက်ပြီးသားဆိုတော့ပြန်နှွေးလိုက်လို့ရှိရင်ရမှာပဲဆိုပြီးကိုစိတ်ထဲမှာနှလုံးသွင်းရမယ်ရှိလက်ရှိနဲ့လည်းတင်ပေးရမယ်ကျေးဇူးတင်တဲ့စိတ်နဲ့လည်းစာအုပ်နေ့တိုင်းလုပ်သွားရမယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုလို့ရှိရင် share လေးနှိပ်တော့ပေးပါရင်းရဲ့ထိုင်းဘာသာစကားကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ရင်းရဲ့ကောက်ကို follow ခဲ့ပါနော်